အတော်လျာကျမ်းအခန်းကြီး6အငယ်22ကနေ29ကိုအတူတူဖတ်ရအောင်တော်လျာကျမ်းအခန်းကြီး6အငယ်22မှ29တပန်မောရှိအားထာဝရဘုရားကတင်းဒီအာယုန်နှင့်သူ၏သားတို့အားဆစ်ဆိုရမည်မှာတင်တို့သည်ဣတိလအမျိုးသားတို့အားကောင်းကြီးပေး၍မွေးရသောစကားဟုမူကားထာဝရဘုရားသည်တင့်ကိုကောင်းကြီးပေး၍ဆောင်မတော်မူပါစေသောထာဝရဘုရားသည်တင်၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်တင့်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောဟုဣတိလအမျိုးသားတို့အပေါ်မှာငါနာမကိုမွဲ့ဆို၍တင်လင်ငါသည်ထိုသူတို့ကိုကောင်းကြီးပေးငါပြီးမည်ဟုမိန့်တော်မူ၏ပါရှိတဲ့နှုတ်ကပတ်တော်ဒီရောက်တဲ့ပုံမှာဘုရားရှင်ကောင်းကြီးပေးပါစေအာမင်ကျွန်တော်တို့ဣတိလလူမျိုးတွေကိုယေဘရဟိအမျိုးတွေအာယုအမျိုးတွေကကောင်းကြီးပေးဖို့ဘုရားကမိန့်ပါတယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့အဲ့လိုကောင်းကြီးပေးတဲ့အခါမှာတဲ့ငါသည်ထိုသူတို့ကိုကောင်းကြီးမင်္ဂလာပေးမည်ဟုမိန့်တော်မူ၏အဲ့ဒီလူတွေကိုငါကောင်းကြီးပေးမယ်ဣတိလလူမျိုးတွေကိုငါကောင်းကြီးပေးမယ်လို့ပြောအဲ့တော့ဒီနေ့ကတော့ကောင်းကြီးမင်္ဂလာနော်ကောင်းကြီးမင်္ဂလာစကားများကျွန်တော်ခွန်အားယူအောင်ကောင်းစင်တယ်ကောင်းကြီးမင်္ဂလာစကားများဣတိလလူမျိုးတွေအတွက်အာယုန်နဲ့သားသမီးတွေကကောင်းကြီးပေးတဲ့စကားတွေကိုဘုရားသခင်ကညွှန်ပြပေးတယ်အဲ့တော့နံပါတ်1အချက်ကဘာလဲဆိုလို့ရှိရင်ထာဝရဘုရားသည်တင့်ကိုကောင်းကြီးပေး၍ဆောင်မတော်မူပါစေသောနော်ဘုရားကဒီတိလာလူမျိုးတွေကောင်းကြီးပေးမယ်ဘုရားကစောင့်မမယ်ပွဲကားမယ်စောင့်ရှောက်မယ်ငိုင်ကြီးအိပ်ပျော်ခြင်းရှိတဲ့ဘုရားမဟုတ်ဘူးကျွန်တော်တို့ကိုစောင့်ထိန်နေတယ်ကျွန်တော်တို့ကညအချိန်မှာအိပ်တယ်ဘုရားက24နာရီကျွန်တော်တို့ကိုစောင့်ထိန်ပေးနေတယ်ငိုင်ကြီးအိပ်ပျော်ခြင်းရှိတော်မမူနာဝိညာဉ်ဘုရားကနိုင်ပြီးအိပ်ပျော်ခြင်းမရှိဘူးကျွန်တော်တို့ကတော့အသွေးအသားနဲ့တိဆောက်ထားတဲ့အတွက်ကြောင့်အိပ်ချင်တယ်အဲကြောင့်ဘုရားကကောင်းကြီးပေးမယ်စောင့်မမယ်လို့နံပါတ်1အချက်နေတယ်အားပေးနှိုးဆော်ထားတယ်ထာဝရဘုရားသည်တင့်ကိုကောင်းကြီးပေး၍ဆောင်မတော်မူပါစေသောနံပါတ်2ကထာဝရဘုရားသည်တင်၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုတော်မူပါစေသောဘုရားသခင်ရဲ့မျက်နာတော်အလင်းကိုလွှတ်လိုက်ကရုဏာကျေးဇူးပြုတော်မူပဲအဲ့တော့ကျွန်တော်တို့ကဘာကိုမြင်ရမလဲဆိုတော့ဣတိလလူမျိုးတွေညအချိန်မှာကောင်းကင်တမန်ကအလင်းပေးထားတယ်အေဂုတုစစ်သားတွေကိုအမောင်ချထားတယ်တညာလုံးဣတိလလူမျိုးတွေပင်လယ်နီကိုဟေးလန်ဒန်နဲ့မိုးလိုက်တဲ့အခါမှာလမ်းဖြစ်စီတယ်တော့အလင်းပေးနေတယ်တညာလုံးအလင်းပေးနေတယ်အလင်းကိုပေး၍ဟေးကရုဏာတော့ဘုရားရဲ့ကရုဏာတော့ကရုဏာကျေးဇူးပြုတော်မူပါစေသောဘုရားရဲ့မျက်နှာတော်အလင်းကတညာလုံးအလင်းမှာခရီးသွားလို့ရတယ်ဘုရားကကရုဏာတော့ကရုဏာကျေးဇူးပြုတော်မူပါစေသောအားလုံးတစ်ဖက်ကန်းကိုရောက်ပြီးသွားကြကြမှာမိုးလင်းသွားတယ်ဘာတော့စက်တက်တွေကဝင်ပြီးတော့ရှောက်တဲ့ခါမှာတော့ကောင်းကင်တမန်ကနှောက်ရှက်ပြီးတယ်ကောင်းကင်ကနေပြမအပူနဲ့နှောက်ရှက်ပြီးတဲ့ခါမှာလဲမီးတွေချောင်းတယ်နတ်တွေကျွတ်တယ်ဒီကူတွေကျိုးတယ်စသည်အဖြစ်ထာဝရဘုရားသူတို့ကမှပူတယ်ငါတို့ပြန်ပြီးတော့နောက်ဆုံးရအောင်လို့ပြောတဲ့ခါမှာသူတို့မလွတ်တော့နော်မောရှေကိုပြန်ပြီးတော့လှန်တာနဲ့မိုးခန့်တဲ့ခါမှာရေတွေကပြန်ပြီးတော့မှလွှမ်းသွားတယ်လမ်းပြောက်သွားတယ်ဆိုတော့တွေ့ရအဲ့တော့ထာဝရဘုရားသည်တင်တဲ့မျက်နာတော်အလင်းကိုလှုပ်၍ကရုဏာကျေးဇူးပြုတော်မူပါစေသောနံပါတ်3ကထာဝရဘုရားသည်တင့်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောဘုရားကမျှော်ကြည့်နေတယ်အမြဲတမ်းချမ်းသာပေးမယ်အဲ့တော့ဘုရားကမျှော်ကြည့်နေတယ်ဟာဂရဝါနဲ့ကြည်ကွဲတဲ့အခါမှာဘုရားကလည်းမျှော်ကြည့်နေတယ်
ဟာကရဒုက္ခရောက်တဲ့ခါမှာလဲဘုရားကဒီတိုင်းမနေဘူးသူ့ရဲ့မျက်စိကိုဖွင့်လိုက်တဲ့အခါမှာရေတွင်းတွေမြင်လိုက်တယ်ရေခပ်ပြီးတော့သားလေးကိုရေတိုက်လိုက်တယ်ထာဝရဘုရားသည်တင့်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားကကျွန်တော်တို့ကိုမျှော်ကြည့်နေတယ်ချမ်းသာပေးခြင်းတဲ့ဘုရားဖြစ်တယ်အဲ့ရထဲမှာခြေကောင်ပေါင်းလဲဖြစ်တယ်အခုအန်တီကင်စိတ်ဒီကောင်ပေါင်းလဲဖြစ်တယ်တပတ်ထားရုပ်ဖြစ်နေတယ်ဒါပေမဲ့ယုံကြည်ခြင်းနဲ့ဆုတောင်းနေတယ်အဲ့ဒီဆုတောင်းချက်ပေါ်မှာဘုရားပြည့်စုံဖို့ဘုရားဘုန်းတော်ထင်ရှားဖို့ကြိုးစားပြီးတော့ကျွန်တော်ယုံကြည်သူတွေဆုတောင်းနေတယ်သူကိုယ်တိုင်လည်းဆုတောင်းနေမှာအဲ့တော့ဒီတအိမ်ကင်စာတအိမ်ကောင်းကင်စာဆိုတာလူတွေကကြောက်ရွံ့နေမဲ့ဘုရားကမကြောက်ဘူးဘုရားကချမ်းသာပေးနိုင်တယ်ငါစီလာပါငါချမ်းသာပေးမယ်အနာယောဂါကိုပျောက်ကင်းခွင့်ပေးမယ်ရှင်ဘာတဲ့အခန်းကြီး7အငယ်28 29မှာငါထံသို့လာကြလောငါသည်ချမ်းသာပေးမယ်အဲ့ဒီအနာယောဂါကိုလုံးလုံးပျောက်ကင်းစေနိုင်တဲ့ဘုရားဖြစ်တယ်ကျွန်တော်ပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့ဘုရားဖြစ်တယ်ကျွန်တော်တိုင်းပြည်ရဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့ဘုရားဖြစ်တယ်အဲ့ဒီဘုရားကိုကျွန်တော်တို့ကိုးကွယ်တာဖြစ်တယ်ကြောင့်သူဘုရားကအသက်ရှင်တယ်လို့ကျွန်တော်တို့ရဲ့အသက်တာတွေအပြင်ဘုရားကတက်တည်ထူစေခြင်းတယ်အကြောင်းဣတိလလူမျိုးတွေကိုကောင်းကြီးပေးခိုင်းတယ်နော်အာယုံယေဘရရဲ့အာယုံနဲ့သူ့ရဲ့သားတွေကိုကောင်းကြီးပေးခိုင်းတယ်ထာဝရဘုရားသည်တင့်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်တင်၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်တင့်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောအဲ့ဒါလိုဆုတောင်းပေးတဲ့အခါမှာငါနာမကိုမွဲ့ဆို၍တင်လျင်ငါသည်ထိုသူတို့ကိုကောင်းကြီးမင်္ဂလာပေးမည်ဟုမိန့်တော်မူ၏ဣတိလလူမျိုးတွေကိုအဲ့ဒါလိုကောင်းကြီးမင်္ဂလာပေးဖို့ရန်အတွက်အာယုံနဲ့သားတွေကိုမှာကြားတယ်ဆိုတော့တွေ့ရတယ်အဲ့တော့ကျွန်တော်တို့ရုသဝတ္ထုမှာကြတော့ဘောဇနဲ့သူ့ရဲ့လယ်မှာလယ်ရိတ်နေတဲ့အငါးသမားတွေအပြန်လှန်ကောင်းကြီးပေးတယ်ဆိုတာကိုတွေ့ရတယ်အေးငါလယ်မှာရိတ်တဲ့သူတွေမင်းတို့နဲ့ဘုရားသခင်အတူရှိပါစေအဲ့လိုကောင်းကြီးစကားကိုပြောတယ်လယ်ရိတ်တဲ့သူတွေကလည်းပြောတယ်အေးကျမတို့သခင်ကိုလည်းဘုရားသခင်ကောင်းကြီးပေးပါစေလို့ပြောတယ်အပြန်လှန်ကောင်းကြီးပေးတဲ့သဘောအဲ့တော့ဘုရားအလိုတော်ကကျွန်တော်တို့ကကောင်းတဲ့စကားတွေကိုပြောဆိုခြင်းနဲ့ကောင်းတဲ့စကားတွေကိုသုံးဆွဲစေခြင်းနဲ့တုတ်တာကြားထဲမှာဘာပြောလဲဆိုရင်စိတ်နှလုံးထဲမှာကြံစီတဲ့အရာကလူနဲ့ဆိုင်နေရှာနဲ့ပြန်ပြောချက်ကိုကထာဝရဘုရားပိုင်နေအဲ့တော့ဘုရားရှိမှကျွန်တော်ပြောလိုက်တဲ့စကားကကောင်းတဲ့စကားဖြစ်ဖို့ဘုရားကပိုင်နေကောင်းရင်ဟေးနှုတ်ကသီးစားမကောင်းရင်ကျွန်တော်အဲ့ဒီစကားနဲ့ပဲကိုယ့်အကိုချိန်ချင်းအမေကလာမိတယ်အဲကြောင့်ကောင်းကြီးစကားကိုမင်္ဂလာစကားကိုပြောရအောင်လို့ဒီနေ့ကျွန်တော်နှိုးကြော်နေပဲအခုနစမမေရီသေးဆက်ဆူထားတဲ့တခြင်းလေးဟာတော်တော်လေးကိုခွန်အားယူစရာဖြစ်တယ်ပေါ့နော်ဘုရားရဲ့ဘုန်းရောင်ချီအလင်းတင့်ပေါ်ထင်ရှားစေတင်လျှောက်တဲ့လမ်းတွေမှာညီဝချင်းရှိစေထောင်တောင်းမကတင့်ရဲ့မျိုးနွယ်ကောင်းကြီးရှိပါစေကောင်းစားခြင်းအသက်ရှိခြင်းနဲ့အလိုဆန္ဒပြည့်စေကျွန်တော်အသက်ရှိဖို့ဘုရားအလိုရှိတယ်ကောင်းစားဖို့အလိုရှိတယ်အဲ့တော့ငြိမ်ဝချင်းဆိုတာလည်းလိုအပ်တယ်ကျွန်တော်တိုင်းပြည်မှာမငြိမ်မို့ဖြစ်တဲ့အခါမှာငြိမ်ဝချင်းဆိုတာစိတ်ဝိညာဉ်ကလိုအပ်တယ်အဲ့ဒါဖခင်ကပေးမှရတယ်ဆိုတာတွေ့ရတယ်နံပါတ်1မှာတော့ဘာပြောလဲဆိုရင်တစ်တစ်ဖက်၌ထတဲ့ရန်သူရှုံးနေလဲပြူစီမင်းတစ်ဖက်မှာရှိတဲ့ရန်သူရှုံးနေလဲပြူစီရမယ်သူတစ်ပါးတို့အထက်မှာအစဉ်အမြဲစိုးစံခြင်းရှိပါစေအမိမဟုတ်ဘူးခေါင်းနေရာမှာဖခင်ကထားခြင်းအဲကြောင့်သူတစ်ပါးတဲ့အထက်မှာအစဉ်အမြဲစိုးစံခြင်းရှိစေ
ရှက်ကြောက်ခြင်းကင်းသောမျက်နှာသာရခြင်းရှိပါစေရှက်ကြောက်ခြင်းကင်းတဲ့မျက်နှာသာရခြင်းရှိပါစေကာယနာကအာဘိလကိုတတ်လိုက်တဲ့ခါမှာဘုရားကမင်းကြီးဘယ်မှာလဲမသိဘူးကျွန်တော်ညီကျွန်တော်စောင့်မှုတောင်းဝန်ရှိလို့ဒါကျွန်တော်မှဂျူတီမရှိဘူးကျွန်တော်အလုပ်ကျွန်တော်လုပ်နေတယ်မင်းကြီးရဲ့အတွေ့အညီကြီးတဲ့ကနေတော့အော်ဟစ်နေတယ်ပြောတဲ့ခါမှာဟာဒီကိစ္စဘုရားသိတယ်ဆိုတာကိုကာယနာကရိပ်မိသွားတယ်အဲ့တော့ကာယနာမသွားရဘူးဟိုမသွားရဒီမသွားရဖြစ်တဲ့ခါမှာကာယနာကိုအမှတ်ပေးလိုက်တယ်အဲ့တော့ဘုရားရှင်ကကျွန်တော်တို့ကိုရှက်ကြောက်ခြင်းနဲ့ကင်းပြီးတော့မှမျက်နှာသာရစေခြင်းတဲ့ဘုရားဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကတော်ထဲမှာကျွန်တော်တို့អော်လိုက်တယ်ဆိုပါတော့ဟေးလို့អော်လိုက်ခြင်းဟိုဘက်ကလည်းဟေးလို့អော်လိုက်တယ်ကျွန်တော်တို့ကဆဲဆိုတဲ့စကားကိုပြောလိုက်မယ်ဆိုဟိုကလည်းပြန်ပြီးတော့ဆဲဆိုတဲ့ပဲ့တင်တာကထပ်ကျွန်တော်တို့ကနေ့ရက်စဉ်တိုင်းမှာကောင်းတဲ့စကားတွေကိုပြောဖို့ဘုရားအလိုရှိအဲ့တော့တုတ်တန်ကျမ်းထဲမှာဘာပြောထားလဲဆိုလို့ရှိရင်လူသည်မိမိနှုတ်ခမ်းအသီးကိုဝါစွာစားရ၏တုတ်တန်ကျမ်းအခန်းကြီး7အငယ်14မှာဒါပထမတအပိုင်ပေါ့နော်ဒုတိယခါကတော့ကိုလုတ်တဲ့အကျိုးလဲကိုခံစားရမယ်ဆိုတဲ့သဘောလေးဒါကြောင့်လူသည်မိမိနှုတ်ခမ်းအသီးကိုဝါစွာစားရ၏အခန်းကြီး73အငယ်1မှာတော့လူသည်မိမိနှုတ်၏အသီးဒီဟုသောကောင်းသောအရာကိုစားရ၏ကိုကောင်းတဲ့အရာတွေပြောတဲ့အရာတွေကကောင်းတာလေစားရမယ်ဘောဇာကငါလည်းမှာရိတ်တဲ့သူတွေနဲ့တူဘုရားသခင်အတူရှိပါစေဆိုရင်မွေကင်းမကြောက်တော့ဘူးလေအားရတယ်ခွန်အားရတယ်ဟာကျွန်တော်တို့လည်းပိုင်ရှင်ကြီးကိုလည်းဘုရားသခင်ကောင်းကြီးပေးပါစေလို့ကျွန်တော်တို့ကောင်းတဲ့အရာတွေကိုပြောတဲ့အခါမှာကောင်းတဲ့အရာတွေကျွန်တော်စားကောင်းတဲ့အရာတွေပြန်ပြီးတော့ပက်တင်ထလာတယ်ကျွန်တော်တို့ကမကောင်းတာတွေကိုကြံစီနေမယ်ဆိုရင်မကောင်းတဲ့ဇယိုက်တွေကိုစကားအတုံးလုံးတွေကိုကျွန်တော်တုံးဆွဲနေမယ်ဆိုရင်အဲ့ဒီစကားတွေကကျွန်တော်တို့ပဲပြန်စားရတယ်ဒါကြောင့်ကျွန်တော်တို့ပြောဆိုတဲ့စကားတွေကမင်္ဂလာစကားဖြစ်ဖို့လို့အဲ့ဒီမင်္ဂလာစကားကကျွန်တော်တို့ခံစားတခင်ယေရှုကပြောတယ်မင်းတို့သွားပြီးတော့တရားဟောတဲ့အခါမှာတရားဝင်တဲ့အခါမှာအဲ့ဒီမင်းတို့ဝင်သွားတဲ့အိမ်မှာမင်္ဂလာရှိပါစေလို့ပြောလိုက်ပါအဲ့တော့မင်္ဂလာခံစားထိုက်တဲ့သူကအဲ့ဒီအိမ်မှာရှိတယ်အဲ့ဒီမင်းတို့ပြောတဲ့စကားကအဲ့ဒီအိမ်မှာတက်ရောက်နေဒါပေမဲ့အဲ့ဒီအိမ်ကသူတွေကမင်းတို့ပြောတဲ့စကားကိုလက်မခံခြင်းမင်္ဂလာရှိတဲ့သားသမီးတယောက်မှမရှိဆိုရင်မင်းတို့ပြန်ထွက်လာခဲ့မင်းတို့ပြောတဲ့စကားမင်းတို့မှာအကျိုးရှိတယ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့နှုတ်ကပြောတဲ့စကားတွေကကိုယ့်ကိုအကျိုးရှိတဲ့စကားတွေပြောရမယ်ကိုယ့်နှုတ်ကသူများကိုလည်းကောင်းကြီးပေးလိုက်ခြင်းကကိုယ့်ပေါ်မှာလည်းအဲ့ဒီကောင်းကြီးကတက်ရောက်လာတယ်ငါလည်းမှာရေးနေတဲ့သူတွေနဲ့အတူဘုရားသခင်အတူရှိပါစေကျမတို့သခင်ကြီးကိုလည်းဘုရားသခင်ကောင်းကြီးပေးပါစေလူသားဝတ္ထုမှာရေးထားတဲ့အခန်းကြီး1မှာနော်လူသားဝတ္ထုအခန်းကြီး1အငယ်4မှာဘောဇကသူ့လယ်မှာရိတ်တဲ့အငါသမားတွေကိုမင်းတို့နဲ့ဘုရားသခင်အတူရှိပါစေလို့ပြောတယ်ကျမတို့သခင်ကြီးကိုလည်းဘုရားသခင်ကောင်းကြီးပေးပါစေသူတစ်ပါးကိုရေလောင်းတဲ့သူဟာကိုယ်တိုင်ရေလောင်းခြင်းအကျိုးကိုခံစားရမယ်တဲ့သုတ်တန်စကားပြောဒါကြောင့်နေ့ရက်စဉ်တိုင်းကကျွန်တော်တို့ကောင်းတဲ့စကားတွေကိုအမြဲသုံးရအောင်ကျိန်ဆဲတဲ့စကားတွေကိုရှောင်ရအောင်သခင်ယေရှုကလည်းအဲ့လိုပဲပြောတာပဲနော်သခင်ယေရှုပြောတဲ့စကားလေးကိုကျွန်တော်ဘယ်မှာတွေ့ရလဲဆိုလို့ရှိရင်ရှမာသဲအခန်းကြီး9အငယ်33နဲ့39ဖတ်ကြည့်အောင်ရှမာသဲခရစ်ဝင်အခန်းကြီး933နဲ့39ကျွန်တော်ဖတ်ကြည့်အောင်တပန်တော်မဟုတ်မမှန်ပဲလျက်ကျိန်ဆိုခြင်းကိုမပြုရကျိန်ဆိုခြင်းကိုပြုသည့်အတိုင်းသာရဘုရားရှိတော်၌တည်စေလောဟုသောရှင်းပညာစကားကိုသင်တို့ကြားရသည်ငါပညာတိကကျိန်ဆိုခြင်းကိုအလဲမပြုရကောင်းကင်ဘုံကိုတိုင်တည်၍မကျင်ရကောင်းကင်ဘုံကဘုရားသခင်၏ပလင်တော်ဖြစ်သည်
မြေကြီးကိုတိုင်တည်၍မကျင်ရမြေကြီးကဘုရားသခင်၏ခြေတော်တင်ရာခုံဖြစ်သည်ယေရုရှလင်မြို့ကိုတိုင်တည်၍မကျင်ရမဟာမင်းကြီး၏မြို့တော်ဖြစ်သည်စံချီတပင်ကိုမြဖြူစေခြင်းမဲစေခြင်းကမတတ်နိုင်သောကိုဥကောင်းကိုတိုင်တည်၍မကျင်ရတင်းစကားမှာဟုတ်တီကိုဟုတ်မဟုတ်တီကိုမဟုတ်ဖြစ်စေတော့ဤထက်လွန်သောစကားသည်မကောင်းသောအရာနှင့်ဆက်ဆိုင်သည်ကျွန်တော်စကားပြောတဲ့အခါမှာဟုတ်တီကိုအောက်ပဲပြောလိုက်ပါမဟုတ်တီကိုမဟုတ်ဘူးလို့ပဲပြောလိုက်ပါအဲ့ဒီထက်လွန်သွားရင်တော့မကောင်းတော့ဘူးလေအဲ့ဒါဖခင်ကစီရင်တော့နှုတ်ကနေပြောသွားတဲ့စကားကဖခင်ပိုင်တယ်စိတ်ထဲမှာကြံစီနေတာကလူနဲ့ဆိုင်တယ်ဒါကြောင့်ကိုပြောတဲ့စကားတွေကကောင်းတဲ့စကားတွေဖြစ်ဖို့မင်္ဂလာစကားတွေဖြစ်ဖို့နော်ကောင်းတာတွေတွေးပြရနော်မင်္ဂလာစကားကိုကျွန်တော်ကပြောဖို့လိုတယ်မင်္ဂလာစကားကိုနော်ဘုရားကလူမျိုးတိုင်းမှာကောင်းတဲ့ဇေယျကလေးတွေရှိဘူးမကောင်းတဲ့ဇေယျကလေးတွေရှိဒါပေမဲ့ကျွန်တော်တို့ကတမန်တရားကိုစွဲကြံရအမှန်တရားကတော့အမှန်ဟုတ်တယ်မှန်တယ်တိုးတော်လေအဲ့ဒီအမှန်တရားကိုကျွန်တော်တို့မယူအောင်တမာတရားကိုစွဲကြံရအဲ့ဒီတမာတရားကသာလေလွတ်ချင်းခွင့်ကိုရတယ်ယုံကြည်သူတော့ယုံကြည်သူပဲအမှန်တရားနဲ့တွားတဲ့သူကလေအဲ့တမာတရားကြားတဲ့အခါမှာမခံနိုင်ဘူးဘာဖြစ်လို့လဲတတ်မှန်နေတာကိုကျွန်တော်အရင်တစ်ပတ်ကပြောသလိုတော့ကျွန်တော်တို့အဖိုးအဖွားတွေကတုံသင်ခဲ့တဲ့စကားတွေရှိတယ်မိဘတွေကတုံသင်ခဲ့တဲ့စကားတွေရှိတယ်အဲ့ဒီလူနဲ့မပေါင်းနဲ့နော်အဲ့ဒီလူတွေကငါတို့အပေါ်မှာဘယ်လိုဆိုတဲ့သဘောမျိုးတွေပြောခဲ့တယ်ဒါပေမဲ့အဲ့ဒါကအမှန်တရားတမန်တရားကတော့ဘာဖြစ်လဲလူတွေကယ်တင်ခြင်းတို့ရောက်ဖို့လိုတယ်လူတိုင်းကယ်တင်ခြင်းကိုရောက်ဖို့လိုတယ်တမန်တရားကိုသိဖို့လိုတယ်သူလည်းတမန်တရားသိရင်အဲ့ဒီလိုမျိုးမြင်နေပျောက်သွားမယ်အဲ့ဒီဇေယျကြီးပျောက်သွားမယ်ဘာဖြစ်လို့လဲတမန်တရားကသူ့အပေါ်မှာဖောင်းလိုက်တယ်တမန်တရားကသူ့အပေါ်မှာဖောင်းလိုက်တဲ့အခါမှာအဲ့ဒီမြင်နေပျောက်သွားတယ်ဒါကြောင့်အိဖေဩဝါဒစမှာဘယ်လိုရေးထားလဲဆိုရင်ခိုးရတော့သူဒီနောက်တစ်ခါမခိုးပဲနဲ့မိမိလက်နဲ့ကောင်းသောအလုပ်ကိုလုပ်ပြီးတော့မှသူတစ်ပါးအားဝေမျှစေဒါဆိုလို့ရှိရင်တင့်ကိုနောက်တစ်ခါတခိုးလို့မပြောတော့ဘူးကျွန်တော်တို့ကအဲ့ဒီလူစည်းရိုက်မကောင်းဘူးနော်တတိထားအဲ့ဒီကလက်ဆော့တတ်တယ်နော်တတိထားဒါပေမဲ့အဲ့ဒီလက်ဆော့တတ်တဲ့သူကသူတမာတရားကိုသိသွားပြီဆိုလို့ရှိရင်သူ့ဘဝကတမျိုးပြောင်းလဲသွားတယ်ဒါကြောင့်တမာတရားကိုသိဖို့လိုတယ်အမှန်တရားကတော့မှန်တယ်လူမျိုးတွေအချင်းချင်းတွေးခွဲဖို့ရတယ်အဲ့ဒီအမှန်တရားကအယမ်းမှန်တယ်ဒါပေမဲ့တမန်တရားကအားလုံးဟာသခင်ယေရှုကိုယုံကြည်တဲ့သူကဖခင်သားသမီးတွေလို့ပြောထားတယ်တမန်တရားကအဲ့လိုပြောထားတယ်အမှန်တရားကတော့အဲ့ဒီလူမျိုးကအဲ့လိုဖြစ်တယ်အဲ့ဒီလူမျိုးကအဲ့လိုရှိတယ်သူအမှန်တရားကတော့အဲ့လိုခွဲပြတမန်တရားကတော့အားလုံးကိုပြန်ပေါင်းစည်းလိုက်ခတ်သိမ်းသောအရာတို့ကိုဖုံးအုပ်တိုက်ခတ်သိမ်းသောအရာတို့ကိုယုံတိုက်ခတ်သိမ်းသောအရာတို့ကိုတီးခံတိုက်မေတ္တာဒီဖောက်ပြန်ခြင်းသဘောနဲ့အစဉ်တည်းအဲ့တော့မေတ္တာကိုခံစားတဲ့လူကဖောက်ပြန်ခြင်းနဲ့ကင်းလွတ်သွားတယ်။ဖခင်မေတ္တာကိုခံစားတဲ့အဲ့ဒီမေတ္တာနဲ့သူ့ကိုဖောက်အုပ်ပေးတယ်။အကောင်းမြင်လာစေတယ်။အကောင်းမြင်လာစေတယ်။ဒါကြောင့်ကျွန်တော်တို့အာယုံနဲ့သားတွေကိုဣတိလလူမျိုးတွေကိုကောင်းကြီးပေးပါဆိုတာကျွန်တော်တို့လည်းတယောက်နဲ့တယောက်ကောင်းကြီးစကားတွေကိုပြောဖို့မင်္ဂလာစကားတွေပြောဖို့အဲ့ဒီမင်္ဂလာကကိုယ့်ပုံမှာတက်ရောက်တယ်ကြောင့်သခင်ယေရှုပြောတဲ့စကားအဲ့ဒီအိမ်မှာမင်္ဂလာရှိတဲ့သူမရှိဘူးဆိုရင်အဲ့ဒီမင်္ဂလာကိုယ့်စီပြန်ရောက်လာတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာထဲမှာကောင်းတဲ့အတွေးတွေကိုတွေ့ရအောင်သူတစ်ပါးကိုမြင်တဲ့အခါမှာအကောင်းနေမြင်ရကျွန်တော်တို့ကအများဖြင့်တားကြီးလိုပဲမြင်တယ်အဲ့ဒီတားငယ်ကအကုန်လုံးဖြုံးပြီးပဲဘာဖြစ်လို့အဖေကလက်ခံသေးလဲငါတို့အိမ်မှာပွဲကြီးကျင်းပနေတယ်လို့ပဲဘာတွေဖြစ်တာလဲတားကြီးကတို့အိမ်မှာရှိတဲ့ငယ်သားကိုပြီးတယ်မင်းကြီးလေးရောက်လာလို့မင်းအဖေကအယမ်းပျော်ပြီးတော့မှပွဲကြီးကျင်းပနေတာအရင်တော့ငါသားပျောက်သွားတယ်အခုတော့ပြန်ပြီးတော့
တွေ့ပြီငါသားအရင်တော့တေးတယ်လို့ပဲငါမျက်စိမှာမမြင်ရဘူးအခုပြန်တွေ့ရဘူးရှင်းတယ်လို့ပဲကဲပွဲကြီးလောက်အောင်ဆိုတော့စူဖြိုးတဲ့နွားလေးကိုတပ်ပြမှာပွဲလုပ်ပေးတယ်ဖဏမပါတော့ဘူးဖဏအစ်စ်ပြန်ပေးတယ်လက်စွပ်မရှိတော့ဘူးလက်စွပ်ပြန်ပြီးတော့စွပ်ပေးတယ်အစ်စ်ပြန်တခွင်းပေးတယ်အင်ကြီးစုပ်ပြဲနေပြီအဲ့ဒီအင်ကြီးကိုအစ်စ်လဲပေးလိုက်တယ်အဲ့ဒါကဘာလဲဆိုရင်တမာတရားဖယားမြတ်တာဖယားမြတ်တာကမထိုက်တန်တော့လည်းပဲပြန်ပြီးတော့ဒီနေရာကိုပြန်ထားတယ်သူအကုန်လုံးယူပြီးပြီတို့တော့လည်းပဲအဲ့ဒီလိုအခွင့်အရေးပဲပြန်ပေးတယ်သားဆိုတဲ့အခွင့်အရေးကိုပြန်ပေးတယ်ဘုရားသားတမိတယောက်ဟာဆိုးသွမ်းတဲ့နေ့ရက်ကြီးပြန်ပြီးတော့လဲတဲ့နေ့ရက်ကြီးရှိပါတယ်အဖစီပြန်လာလို့ရှိရင်တော့အဖကသူ့နေရာသူပဲပြန်ထားတယ်မင်းအဲ့ဒီမှာထိုင်လို့မပြောဘူးအဲ့ဒါကတမာတရားဖြစ်တယ်ဒါကြောင့်မင်္ဂလာစကားကိုဘုရားသားသမီးတွေကမင်္ဂလာစကားကိုပြောတတ်ဖို့ကိုယ်စိတ်နဲ့မတွေ့တိုင်းအမင်္ဂလာစကားတွေမပြောသင့်ဘူးကိုကခေါင်းဖြစ်ချင်တယ်ဆိုရင်ကောင်းတဲ့စကားတွေထွက်ရမယ်ကောင်းတဲ့စကားတွေမထွက်ဘူးဆိုရင်ကိုကအမီးနေရာကိုရွေးတဲ့သဘောပဲကိုကပြောလိုက်ရမှကျေနပ်သွားပြီဒါပေမဲ့အဲ့ဒါခေါင်းနေရာမဟုတ်ဘူးအမီးနေရာတပါးသူကကိုဘယ်လိုပဲပြောခဲ့ပါစေအနိုင်ယူခဲ့ပါစေကိုမပြောတဲ့စကားမပြောဘူးဒီတိုင်းပဲနှုတ်ပိတ်နေလိုက်တယ်အဲ့ဒါကို့အပေါ်မှာကောင်းကြီးမင်္ဂလာစီးဆင်းလာတယ်ကိုကခေါင်းနေရလဲအမိနေရရောက်မသွားအဲ့တော့ဓမ္မတိကာလမှာဓမ္မဟောင်းတဲ့မှာကိုဖယားကဘယ်လိုစန္ဒရှိတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ထွတ်မြောက်အကျမ်းအခန်းကြီး19ကိုဖတ်ကြည့်အောင်ဣတိလလူမျိုးတွေကိုဖယားကဘယ်လိုအလိုစန္ဒရှိတယ်လဲဘယ်လိုတတ်မှတ်ပေးတယ်လဲသားတယောက်အနေနဲ့သူ့ကိုဘယ်လိုတတ်မှတ်ပေးလဲဆိုတာလေးကိုဖတ်ရအောင်အခန်းကြီး19အငယ်1ကနေ9ကိုဖတ်ထွတ်မြောက်အကျမ်းအခန်းကြီး19အငယ်1ကနေ9ကျွန်တော်တပိုက်မိဘညီကိုမောင်နှမများတပိုက်စီဖတ်ကြခွန်အားရအောင်ဣတိလအမျိုးသားတို့သည်အဂရုပြည်မှထွက်သွားသောနောက်တတိယလတရက်နေ့၌တိနာတော်သို့ရောက်ကြ၏မောရှိသည်ဘုရားသခင်ထံတော်သို့တက်သွားလျင်ထာဝရဘုရားသည်တောင်ပေါ်ကခေါ်တော်မူ၍သင်သည်ယာကုပ်အမျိုးဣတိလသားတို့အားပြန်ပြောရသောအမိန့်တော်ဟူမူကားထိုကြောင့်ယခုတွင်သင်တို့သည်ငါစကားကိုအမှန်နားထောင်၍ငါပရိညင်ကိုစောင့်ရှောက်လျင်အခြားသောလူမျိုးတကာတို့ထက်သင်တို့သည်ငါပိုင်ထိုက်သောဘာနာဖြစ်ရကြလိမ့်မည်ဆက်ဖတ်အောင်မောရှိသည်ပြန်လာ၍လူတို့တွင်အသက်ကြီးသူတို့ကိုခေါ်ပြီးလျှင်ထာဝရဘုရားမှာထားတော်မူသောစကားအလုံးစုံတို့ကိုပြန်ပြောလေ၏လူပေါင်းတို့ကလည်းထာဝရဘုရားမင်းတော်မူများတို့ကိုကျွန်တော်တို့ဒီပြုအပ်ပြီးဒီနေ့ပြန်ပြန်ပြောတာဒီမောရှိသည်လည်းသူတို့၏စကားကိုထာဝရဘုရားအားဖြင့်ဆောင်ပြီးကိုတို့ဖတ်ရအောင်ထာဝရဘုရားကလည်းကြည့်ရှုလော့တင်နှင့်ငါပြောသောအခါလူများတို့သည်ကြား၍အစဉ်အမြဲတင့်ကိုယုံမည်အကြောင်းမိုးတိမ်တိုက်၌တင့်စီသို့ငါလာမည်မောရှိအားမိန့်တော်မူ၏မောရှိသည်လည်းထာဝရဘုရား၏စကားတော်ကိုလူများတို့အားပြန်ပြောလေ၏အဲ့ဒီမှာအငယ်6မှာပြောတယ်ဆိုရင်တင်တို့သည်လည်းမင်းစည်းစိမ်ရှိသောယေဘရဟိမျိုးတန်ရှင်းသောလူမျိုးဖြစ်ရလိမ့်မည်ဟုအမိန့်တော်ကိုဣသေလအမျိုးသားတို့အားဆင့်ဆိုလောဟုမိန့်တော်မူ၏ဘုရားကသူ့လူမျိုးတွေကိုအဂရုပြည်ကနေရွေးလာတာကျွန်ဘွားကနေရွေးလာတာသူ့လူမျိုးတွေကိုဘယ်လိုဖြစ်စေချင်တာလဲဆိုရင်ယေဘရဟိမင်းစည်းစိမ်ရှိသောယေဘရဟိမျိုးတန်ရှင်းသောလူမျိုးဖြစ်ရကြလိမ့်မည်ဘုရားက
ဥဆောင်သူနေရာမှာနေစေခြင်းနဲ့ကောင်းကြီးပေးတဲ့လူမျိုးဖြစ်စေခြင်းနဲ့ဣသေလလူမျိုးတွေကိုအဲ့လိုဖယားအလိုတော်ရှိတယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့ဓမ္မတိကာလမှာဖယားရဲ့အလိုတော်ဒီအကြောင်းအရာလေးတွေပဲပြန်ပြီးတော့မှရှင်ပေတရုကပြောထားတဲ့စကားလေးကိုဖတ်ရအောင်ရှင်ပေတရုပထမဆောင်အခန်းကြီး2အငယ်9နဲ့10ရှင်ပေတရုပထမဆောင်အခန်းကြီး2အငယ်9နဲ့10အဲ့တော့နှစ်ပိုက်ထဲဆိုတော့ကျွန်တော်အတူဖတ်ရအောင်တင်တို့မူကားမှောင်မိုက်ထဲမှာအံ့ဖွယ်သောအလင်းတော်သို့ခေါ်သွင်းတော်မူသောသူ၏ဂုဏ်ကျေးဇူးများကိုဖော်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏မင်းစည်းစိမ်ရှိသောယေဘရဟိမျိုးတန်ရှင်းသောလူမျိုးပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏အထက်ကအပေါင်းအသင်းမဟုတ်ယခုတွင်ဘုရားသခင်၏အပေါင်းအသင်းဖြစ်ကြ၏ကရုဏာကျေးဇူးတော်ကိုအထက်ကမခံရတော့လေယခုတွင်ခံရကြ၏နော်သခင်ယေရှုကြောင့်ကျွန်တော်ဒီဓမ္မဟောင်းမှာရေးထားတာကတရားတော်ကိုစောင့်ရှောက်မယ်ဆိုလို့ရှိရင်ငါရဲ့ပိုင်ထိုက်တဲ့ဘာနာတွေဖြစ်စီမယ်မင်းစည်းစိမ်ရှိတဲ့ယေဘရဟိမျိုးတန်ရှင်းသောအမျိုးဖြစ်ရမယ်ဓမ္မတိကာလမှာတော့ကျွန်တော်ဓမ္မဟောင်းကျင့်ညတ်ချက်တွေကိုမစောင့်နိုင်တော့လည်းပဲစောင့်နိုင်တဲ့သခင်ယေရှုကိုယုံကြည်ခြင်းအပြင်ကျွန်တော်ကပိုင်ထိုက်သောလူမျိုးဖြစ်တာလေတန်ရှင်းသောမင်းစည်းစိမ်ရှိသောလူမျိုးတန်ရှင်းသောလူမျိုးဖြစ်တာလေဘုရားသခင်ရဲ့အပေါင်းအသင်းဖြစ်လာတယ်အဲ့တော့သခင်ယေရှုခရစ်တော်ကအဲ့ဒီပညာတရားတွေအားလုံးကိုသူကလိုက်လျှောက်နိုင်ခဲ့တယ်ပညာတရားတွေကိုလိုက်လျှောက်နိုင်တဲ့သခင်ယေရှုကိုယုံကြည်တဲ့သူတွေကထာဝရသက်ရရုံမကဘူးမင်းစည်းစိမ်ရှိတဲ့ယေဘရဟိမျိုးတွေဖြစ်သွားတယ်တန်ရှင်းသောလူမျိုးတွေဖြစ်သွားတယ်ပိုင်ထိုက်တော်မူသောအပေါင်းအသင်းတွေဖြစ်သွားတယ်ဓမ္မဟောင်းကာလမှာတော့အဲ့ဒီတရားတော်ကိုမင်းစောင့်ရှောက်မယ်ဆိုရင်အဲ့ဒီတရားတွေကိုမင်းလိုက်ရှောက်မယ်ဆိုရင်ငါကမင်းအတွက်ပိုင်ထိုက်တဲ့ဘာနာဖြစ်ငါမင်းကိုလက်ခံမယ်မင်းစည်းစိမ်ရှိတဲ့ယေဘရဟိတန်ရှင်းသောလူမျိုးဖြစ်ရမယ်ဒါပေမဲ့ဓမ္မတိကာလမှာတော့ပြောင်းသွားတယ်သခင်ယေရှုကျင့်ညတ်တရားတွေကိုပြည့်စုံစေတဲ့သခင်ယေရှုကိုယုံကြည်ခြင်းအဖြစ်ကျွန်တော်တို့ကအဲ့ဒီဖျားပေးခြင်းတဲ့အရာတွေအကုန်လုံးရသွားတယ်ဘုရားကျေးဇူးတော်ကြောင့်အံ့ဩဖွယ်ရနော်613ချက်ကျွန်တော်တို့မလိုက်နိုင်တော့လည်းပဲအဲ့ဒီ613ချက်ကိုလိုက်နိုင်တဲ့သခင်ယေရှုကျွန်တော်တို့အဖြစ်ကျွေးတွေကိုဆက်ပေးသွားတယ်တကြိုလိုက်တယ်3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်ထိုသခင်ကိုယုံကြည်တဲ့သူဟာကျွန်တော်တို့ရဲ့အခွင့်အရေးပေါ့ကျွန်တော်တို့ရဲ့ဖခင်ကတတ်မှတ်ထားတဲ့အရာကိုသိဖို့ဖခင်သားယောတစ်စနစ်မှာဖခင်သားဖြစ်ရတယ်ယောမာထဲမှာဖြောင့်မတ်တော်သူဖြစ်တယ်အခုရှင်ပေတုဒီမှာတော့ဗာပြောထားတယ်ဆိုရင်မင်းစည်းစိမ်ရှိတဲ့ယေဘရဟိမျိုးတန်ရှင်းသောလူမျိုးပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်တယ်မှောင်မိုက်ထဲမှာအံ့ဖွယ်သောအလင်းကိုပြန်ပြီးတော့မှပြောကြားဖို့ဖခင်ကခေါ်ထားတာသူတို့ဒီမှောင်မိုက်ထဲမှာအံ့ဖွယ်သောအလင်းတော်တို့ခေါ်သွင်းတော်မူသောသူ၏ဂုဏ်ကျေးဇူးများကိုဖော်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏မင်းစည်းစိမ်ရှိသောယေဘရဟိမျိုးတန်ရှင်းသောလူမျိုးပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏အထက်ကအပေါင်းအသင်းမဟုတ်သခင်ယေရှုကိုကျွန်တော်တို့မသိသေးတဲ့အခါမှာသခင်ယေရှုလက်မခံသေးတဲ့အခါမှာသခင်ယေရှုကိုကယ်တင်ရှင်ဖြစ်ကျွန်တော်တို့မခေါ်ဖိတ်သေးတဲ့အခါမှာအရင်တုန်းကဖခင်ရဲ့အပေါင်းအသင်းမဟုတ်ဘူးဖခင်နဲ့ဆိုဒီဇိုင်းပဲကျွန်တော်တို့ကသို့တော်လည်းပဲထိုသခင်ယေရှုကိုယုံကြည်ကိုးစားလာတဲ့အခါမှာတော့အပေါင်းအသင်းဖြစ်လာတယ်ယခုတွင်ဘုရားသခင်ရဲ့အပေါင်းအသင်းဖြစ်ကြ၏ကရုဏာကျေးဇူးတော်ကိုအထက်ကမခံရတော့လဲယခုတွင်ခံရကြ၏ဘုရားရဲ့ကရုဏာတော်ခံစားရတယ်တားတော်သခင်ယေရှုအပြင်ငါတို့ခံစားရတယ်ဒါကြောင့်ကျွန်တော်တို့ကိုကျွန်တော်တို့သိရမယ်မင်းစည်းစိမ်ရှိတဲ့ယေဘရဟိမျိုးအဲ့ဒီယေဘရဟိမျိုးကဘာလုပ်ရမလဲလူတွေကိုကောင်းကြီးပေးရမယ်
လူတွေကိုကောင်းကြီးစကားပြောရမယ်ကောင်းကြီးပေးရမယ်အဲ့တော့တောက်စားမှုရချင်းတိုင်းညမုန်းနေတဲ့သူတွေလည်းအေးဆူတောင်းပြီးတော့ကောင်းကြီးပေးရဒေါဂီသားတို့တွေပဲကျင့်ချင်းအမင်္ဂလာတွေမပြောရဒေါဂီသားတွေကတော့ဘာဖြစ်လဲကိုသားသမီးကိုဆုံးမမရရင်ကျင့်ချင်းအမင်္ဂလာတွေပြောပလိုက်တယ်ကြံခဲ့တဲ့နေ့ရက်ဒီမှာနော်ကျွန်တော်အဖိုးအိမ်မှာခြံစည်းရလုပ်တယ်အဲ့တော့ခြံစည်းရလုပ်တဲ့ခါကျတစ်ဖက်ကအိမ်ကသူ့သမီးကဘယ်လိုပြောမရလို့လည်းမသိကျင့်ချင်းစကားတွေပြောလိုက်တယ်ကြားလိုက်တဲ့ခါမှာအော်စိတ်မကောင်းဘူးဒါသူ့သမီးသူပြောမရတော့လို့သူစိတ်ဆိုးလို့ပြောလိုက်တာပဲသူကျင်တဲ့အောင်တော့ပြောလိုက်တာပဲဒါပေမဲ့သူ့သမီးပေါ်မှာအဲ့ဒါတွေကတက်ရောက်သွားတော့မယ်ဆိုတာကိုကရိပ်မိနေတယ်မကောင်းတဲ့ကျင့်ချင်းစကားတွေပြောလိုက်တာအဲ့ဒီကျင့်ချင်းစကားတွေပြောလိုက်တဲ့ခါမှာသူကတော့စိတ်ဆိုးလို့ပြောလိုက်တာပဲကိုသမီးကိုပြောတယ်ဘာဖြစ်လဲလို့ပြောစရာရှိတယ်ဒါပေမဲ့ဖယားသခင်ရှိမှာဘာဖြစ်လဲကိုပြောလိုက်တဲ့စကားတွေကဖယားပိုင်နေအဲ့တော့ဖယားကပြောပြီးသားစကားဖယားပိုင်နေဖယားရှိမှကျွန်တော်တို့ပြောတဲ့စကားတွေကတိတ်ပြီးတော့တန်ဖိုးရှိတယ်သတိထားစရာဖြစ်တယ်ကောင်းတာကိုပဲပြောနော်မကောင်းတဲ့ဟာမပြောနဲ့ဟုတ်ဒီကိုဟုတ်ပဲပြောမဟုတ်ဒီကိုမဟုတ်ပဲပြောအဲ့ဒီထက်လွန်သွားရင်မကောင်းတော့ဘူးလို့အဲ့ဒီထက်လွန်သွားရင်တော့ဘာဖြစ်လဲချိန်ချင်းအမင်္ဂလာတွေပဲဖြစ်သွားတာအဲကြောင့်ကျွန်တော်တို့ကသခင်ယေရှုကိုကယ်တင်ရှင်ဖြစ်ယုံကြည်ကိုးစားတဲ့သူကဖယားသားဖြစ်အောင်မကဘူးဖြောင့်မတ်တော်သူဖြစ်အောင်မကဘူးမင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်ဖြစ်တယ်တန်ရှင်းသောလူမျိုးဖြစ်တယ်ပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်တယ်ပြောချင်တဲ့သဘောဖယားဖန်ဆင်းထားတဲ့အရာတွေဖယားကောင်းတယ်မှာပြင်ဆင်ထားတဲ့အရာတွေကျွန်တော်တို့ပိုင်ထိုက်တော်သူများဖြစ်တယ်ကျွန်တော်တို့ကမင်းစည်းစိမ်ရှိတဲ့လူမျိုးလို့ယေဘရဟိတ်အမျိုးလို့ပြောပြီးမှကျွန်တော်တို့ကကြိမ်ဆဲတဲ့စကားတွေထွက်နေတယ်ဆိုရင်တမဟုတ်သေးဘူးကိုယ့်ရဲ့ယာတုနဲ့မကိုက်သေးဘူးပေါ့ကိုယ့်ယာတုနဲ့ကိုကိုက်ညီတဲ့စကားကိုကိုကပြောရမယ်ကိုဖယားကသခင်ယေရှုကိုလက်ခံတဲ့သူကိုမင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်မျိုးလို့ပြောတယ်အာယုန်နဲ့သားတွေကဣသေလလူမျိုးတွေကိုကောင်းကြီးပေးဖို့မှားထားတယ်အဲ့ဒီလိုကောင်းကြီးပေးတဲ့ခါမှာသူတို့ကငါကောင်းကြီးပေးမယ်လို့ပြောဒါဆိုရင်ဖယားသားသမီးတွေရဲ့ပြောဆိုတဲ့စကားတွေအတိုင်းဖယားကအတည်ပြုပေးမှာဖြစ်တယ်ကျွန်တော်ကိုယ်ကိုယ်တဲ့ဖယားကမှောင်နေတဲ့ကဘာကြီးကိုအလင်းဖြစ်စေလို့နှုတ်ကနေပြောတဲ့အခါမှာအလင်းဖြစ်တယ်သင်နှုတ်ကပြောတဲ့အတိုင်းသင်စားရမယ်လို့ကျွန်တော်နှုတ်ကိုဖယားကအလေးထားတယ်ဖယားကရေနဲ့ရေချင်းခွဲခြားလိုက်တယ်အပေါ်ကိုတဝက်တင်လိုက်တယ်အဲ့ဒါကိုမိုးမျက်နှာကျက်လို့ပြောလိုက်အောက်မှာရေတွေစုဝေးစေအဲ့ဒါကိုပင်လဲလို့ပြောလိုက်ဖယားပြောရင်ပြောတဲ့အတိုင်းပဲဖြစ်သွားတယ်တခါဖန်ဆင်းတဲ့အရာတွေကိုအာရန်စီကိုခေါ်လာတယ်အာရန်ကနာမည်မဲ့ပေးတဲ့အတိုင်းအဲ့ဒါဆင်းအဲ့ဒါဝေလာငါအဲ့ဒါကြားအဲ့ဒါရှင်သိအဲ့ဒါကြံ့အာရန်ကိုနာမည်မဲ့ခိုင်းနေတရိစ္ဆာန်ဖယားကသူ့သားသမီးတွေပြောတဲ့စကားကိုအတည်ပြုပေးတယ်အေးတော်လို့မှတ်လိုက်တယ်ဘာဖြစ်လို့လဲအစင်းဒီလို့ယာကုပ်လူလိမ်ဒီကောင်သူများဖနှောက်ကိုဆွဲလာတယ်အပြုအမူတွေအဖြစ်နာမည်လေးတွေမှဲ့ပေးလိုက်တာဆိုတော့ကျွန်တော်တို့နှုတ်ကပြောတဲ့အတိုင်းဖယားကအတည်ပြုပေးတယ်ဆိုတာတွေ့ရတယ်ဆိုတော့နေ့စဉ်ယုံကြည်သူကမင်္ဂလာစကားတွေပြောအောင်အမင်္ဂလာစကားတွေကျွန်တော်တို့သတိထားပြီးတော့ရှောင်ရအောင်ကိုရှေ့မှာမတရားမှုတွေမြင်ရပေမဲ့လည်းကျွန်တော်သတိထားရအောင်မင်္ဂလာစကားတွေကျွန်တော်ပြောရအောင်ဟုတ်ဖယားကမင်္ဂလာစကားတွေပြောဖို့ကျွန်တော်တို့ကိုမင်းစည်းစိမ်ရှိသောယေဘရဟိတ်မျိုးတန်ရှင်းသောလူမျိုးလို့ပြောတယ်
အကြောင်းကျွန်တော်တို့ကနေ့စဉ်အသက်တာမှာသားသမီးတွေပြောတဲ့အခါမှာသတိထားရအောင်ကျွန်တော်တို့အချင်းချင်းမကျေနပ်တဲ့အခါမှာကျင့်ချင်းအမင်္ဂလာတွေကိုမပါဘဲနဲ့ပြောဆိုရအောင်ကျွန်တော်တို့စကားများခွင့်ရှိပါတယ်တိုးတော်လည်းပဲကျင့်ချင်းဆဲချင်းစကားတွေကိုတော့ကျွန်တော်တို့ရှောင်ရအောင်ပါဘုရားကကျွန်တော်တို့ပြောတဲ့စကားတွေမှာအတည်ပြုပေးတဲ့ဖရားဖြစ်ပါတယ်ကျွန်တော်တို့စကားတစ်ခုစီတိုင်းကိုဘုရားကလေးလေးနဲ့တန်ဖိုးထားတယ်ဆိုတာကိုယနေ့စင်ကြအောင်မရင်းနဲ့မင်္ဂလာစကားတွေကိုယနေ့မှစာရေးပြောဆိုတုံးဆွရအောင်အပေးမှုဆိုလိုပါတယ်ဘုရားရှင်တရားစနစ်ပေါ်မှာကောင်းချီးပေးပါစေအာမင်